ကလေးဘဝမှာခက်ခဲတဲ့အတွေ့အကြုံတွေကြုံခဲ့ရတဲ့အခါကြီးလာတဲ့အထိအပြုအမူပိုင်းဆိုင်ရာရိုက်ခတ်မှုတွေရှိနေတတ်ပါတယ်။ကလေးဘဝစိတ်တန်ရာရှိသူတွေမှာအတွေ့ရများတဲ့အပြုအမူ၅မျိုးကိုဖော်ပြပေးလိုက်ပါတယ်။နံပါတ်1အကူအညီတောင်းဖို့ခက်ခဲခြင်းဒါဟာအကူအညီမှလို့မဟုတ်ပါဘူး။ငယ်စဉ်ကတည်းကတခြားသူကိုမိခိုရတာဟာမလုံခြုံဘူးလို့သင်ယူခဲ့ရတာကြောင့်အရာရာကိုတယောက်တည်းရုန်းကန်ဖို့ပဲကြိုးစားတတ်ကြတာပါ။နံပါတ်2တခြားသူတွေကိုအမြဲပျော်အောင်ထားခြင်းကိုယ့်ရဲ့လိုအပ်ချက်ထက်တခြားသူတွေရဲ့စိတ်ကျေနပ်မှုကိုဦးစားပေးတတ်ကြပါတယ်။သူတစ်ပါးကိုပျော်အောင်ထားရတာကိုပိုပြီးဘေးကင်းတယ်လို့ခံစားရတတ်ပြီးမဟုတ်ဘူးလို့ညှင်းဆိုဖို့ကိုတော့အလွန်စိုးရိမ်တတ်ကြပါတယ်။နံပါတ်3ခံစားချက်မရှိသလိုအေးဆက်နေခြင်းတခါတလေမှာဘာကိုမှဂရုမစိုက်သလိုဘာခံစားချက်မှမရှိသလိုမျိုးပုံစံပေါက်နေတတ်ပါတယ်။ဒါဟာတကယ်တော့ကိုကာကွယ်ဖို့အတွက်ငယ်စဉ်ကတည်းကကျင့်သုံးခဲ့တဲ့နည်းလမ်းတစ်ခုသာဖြစ်ပါတယ်။နံပါတ်4လူတွေကိုယုံကြည်ဖို့ခက်ခဲခြင်းတခြားသူတွေကသူတို့ကိုစွန့်ပစ်သွားမယ်ဒါမှမဟုတ်စိတ်ပြတ်အောင်လုပ်မယ်လို့အမြဲမျှော်လင့်ထားတတ်ကြပါတယ်။ဒါကြောင့်ရင်းနှီးတဲ့ဆက်ဆံရေးမျိုးလိုချင်ပေမဲ့လည်းလူတွေကိုအနာမကပ်ခိုင်းမဲ့စိတ်တကားပိတ်ထားတတ်ကြပါတယ်။နံပါတ်5ကိုအမြဲအပြစ်တင်နေခြင်းကိုအမြဲတမ်းဝေဖန်အပြစ်တင်နေတတ်ပါတယ်။ငယ်စဉ်ကတည်းကဆွဲလာတဲ့အပြစ်သဘောဆောင်တဲ့အတွေးတွေဟာတခြားကောင်းမွန်တဲ့အတွေးတွေထပ်ပိုပြီးကျဲလောင်နေတတ်လို့ပဲဖြစ်ပါတယ်။ဒီအချက်တွေကိုနားလည်ထားခြင်းအပြင်မိမိကိုယ်တိုင်နဲ့ဘေးနားကလူတွေပေါ်ပိုပြီးကျဉ်းနာမှုရှိလာနိုင်မှာဖြစ်ပါတယ်။